ရောက်တော့ဒီနေ့တော့ပြန်ရောက်နေရပါတော့ကိုစိုးရဲ့ဒီအိမ်ကို channel ပြန်ရောက်နေတော့သူကမေးရကိုစိုးရဲ့ကိုစိုးမှာပေါ့နော်ဘာငရဲ့နေရှိသေးတယ်အခန်းလေးတိုးထုတ်ပြပါလားလုံးပြလိုက်မယ်ခဏလေးအားပိတ်လိုက်မယ်ဆိုတော့ကိုစိုးရဲ့ငါကဲမှာ selection မမောက်မချန်တော့ကဲ special ကြီးတွေပေါ့ဒီကောင်တစ်ကောင်ကျန်မယ်ပြီးတော့ channel ဒီနောက်ကဒီကောင်ဆန်ကူးပေါ့ rapper ကြီးလို့တိတိလေးအဲ့တော့တည်းကမူရတဲ့ကောင်အဲ့ site ဖြစ်သွားပြီဒါပေမဲ့တေချာတော့သူ့ဟိုဟာအကောင်က site မကြည့်သေးတော့ဘာကောင်းနေဒီဘက်အယောင်မထွက်သေးဘူးအဲ့လိုတော့ရှိတယ်ဒီကောင်ကတော့စိတ်တိုင်းတော်ကြာတယ်တို့ဂျားထဲမှာကိုစိုးအိမ်မှာစာလာကျွေးပေးနေတဲ့ဒီမှာလေးရှိတယ်ကိုစိုးကမနေဘူးလေဒီဘက်မှာနေတော့သူ့ကိုစာမကျွေးနဲ့လို့ပြောလိုက်တာကိုစိုးကိုစိတ်နဲ့ကိုစိုးလေတနာအနေနဲ့တော့ထဲမိတယ်ဒီမှာဝလာတယ်ကိုကောင်မလေးကတော့ကိုစိုးခိုင်းလို့လုပ်တယ်ဆိုတော့လေဘယ်လိုမလဲမကျွေးနဲ့ဆိုမကျွေးနဲ့ဘယ်လောက်ကြာသွားရဲ့တပတ်ကျော်10ရက်လောက်ရှိပြီဒီကောင်အစာပြတ်ခိုင်းတာအမှကြည့်ပိတ်လိမ့်သွားတယ်ကောင်းတယ်ဟိုလှသွားတယ်နော်လှသွားမလှသွားဟိုဂျားထဲမှာတစ်ခေါက်ပြန်တော့နည်းနည်းလေးကျွေးတာများတာတော့ဝရတယ်အခုတော့နောက်ကောင်လုံးပိန်ရှည်လေးဖြစ်သွားပြီလှဒီကောင်ပဲဟောလည်းဝိတ်ကြသွားပြီဆိုတော့ဘာရှိလေးလဲဆိုတော့ပြောပြလိုက်တာပေါ့နော်ဘာမှမရှိတော့ဟောနောက်ပြီးတော့ဒီမှာဟိုအရင်ပင်ကန်ဖြတ်တော့ငါးလေးရှိတယ်ဒီကောင်လေးတွေအဲ့ဒါပဲဘာမှမရှိတော့အဲ့ဒါတော့ကျတဲ့လူကအပင်ကန်လုပ်တဲ့လူရှိရင်လက်ဆောင်လာယူလို့ရတယ်ဆိုတော့အဲ့ဒါလေးတွေပဲကျန်တော့တယ်ပေါ့နော်ဆိုတော့ငါးတွေကိုလည်းအတတ်နိုင်ဆုံးစိတ်လျှော့နေတယ်ပေါ့နော်စိတ်လျှော့နေဆိုတာလည်းမမွေးမပြုံးခဏအချိန်တိုင်းတာတစ်ခုပေါ့ခဏတော့ချက်ထားလိုက်တော့မယ်ပေါ့နော်ဘာလဲဆိုတော့တိတ်ပြီးတော့လည်းမမွေးစိတ်လည်းတိတ်မစိတ်ကတိတ်မှန်နေတာမဟုတ်ဘူးစိတ်ကတိတ်မမှန်တော့ငါကမွေးချင်လိုက်မမွေးချင်လိုက်မှုကအတက်ကြတအားဆွင်းဖြစ်တယ်အဲ့တော့လောဆယ်ငါ့ကိုခဏလျှော့ရတယ်ဒီမှာခဏကောင်းဘာကြောင့်ထားရဆိုတော့ဒီဘာကာကတော့ကိုစိုးကပြန်တော့ရောင်းမယ်ဒါပေမဲ့ဈေးအရင်မကောင်းရင်မရအောင်ကိုစိုးလည်းအချိန်ပေးတာအများကြီးပဲကောင်းဆိုတော့နောက်ပြီးတော့ဟိုကောင်ကဆန်ကူးလေးကျတော့သူပြန်တော့ရောင်းမှာပဲဒါပေမဲ့သူကျတော့သူကပြည့်ချင်တယ်ဘလို့များဖြစ်လာအောင်မလဲဒီကောင် quality ဘယ်လောက်များကောင်းမလဲဆိုတော့သိချင်တယ်အဲ့တော့ခဏဆက်ထားရတာသူကြီးလာရင်တကယ်ရောနေတာပေါ့အဲ့တော့ကိုစိုးကရင်တော့မွေးဘူးရလေမွေးဘူးတဲ့ကောင်လေးဆိုအကုန်နေတယ်ဒီကောင်ကောင်းမကောင်းသိချင်တယ်တဆန်ဘူးတော့မမွေးဘူးဆန်ကူကပုံနေရပြောတာကိုစိုးကမထင်ပါဘူးဒါပေမဲ့စမ်းကြည့်ရပါတော့ဘယ်လိုသိမလဲဖြစ်နိုင်မဖြစ်နိုင်မသေးချာဘူးဒါစမ်းကြီးမှသိမယ်ဆိုတော့အဲ့လိုစမ်းလာပါတော့ဆိုတော့အခန်းလေးကိုဒါ quick tour လေးလုပ်ပြလိုက်တယ်ပေါ့နော်ဘာမှမရှိတော့ကန်ဒီကတော့အများကြီးပဲငါမရှိတော့တာတချို့ငါတော်တော်များများအမ yellow sandaran တို့တချို့တော်တော်များများကိုအောင်မြတ်တူအောင်အကွက်တွေမှာသွားဝယ်လို့ရတယ်ဘယ်လိုပေးရတယ်ဆိုတော့ဆိုပါ